ဥမာဒီမှာနှစ်ထပ်မိုးလေးကိုရိုက်ပြပေးမယ်ရိုက်တဲ့ဒီခုံကတော့တစ်ထပ်ကောနှစ်ထပ်ကောအကုန်လုံးတူတူပဲအဲ့တော့အရင်ဆုံးကုံချမ်းနော်ကုံချမ်းလေးကမှာတော့ဒီမှာနော်ကုံချမ်းဝင်ရင်မှာတော့ဒီ3မျိုးရှိရမယ်နှစ်ထပ်ဆိုတဲ့အတွက်မှာတော့ဒီခွင်းလေးရဲ့သူ့ကိုလာပြီးတော့ပြန်ထပ်မယ်အထက်ကလေးရဲ့ပေါ့နော်ဒီလို3ခုပါရမယ်ဟုတ်ပြီနော်အဲ့တော့မိုးကကြတော့အမှာတော့ဒီမှာသူကိုသုံးမဲ့ site ပုံမှုတည်းပေါ့နော်အမှာတော့ဒီလိုမျိုး32ဝယ်ထားတယ်32 28ပြီးအမျိုးစုံရှိရပေါ့နော် site အသေးလေးလည်းရှိရအကြီးတွေလည်းရှိရပေါ့နော်ဒါဆိုင်အောင်မေးပြီးတော့အမှာတော့ဝယ်သုံးလို့ရတယ်အမှာတော့32ပေါ့နော်32 site ကလေးသုံးတယ်အဲ့တော့ဒီမှာသူ့ရဲ့ကုံချမ်းမှာကြတော့မတို့ဘာတွေပါလဲဆိုတာကိုအမဒီမှာတစ်ချက်ပြပေးမယ်အဲ့တော့တစ်ဆိုင်နဲ့တော့မတူဘူးဒီလိုမျိုးဓာလေးတွေကွဲတာတို့ဓာလေးတွေမပါတာတို့ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းအမတို့ရှိရဲ့အခုအမတို့ဒီမှာကုံချမ်းအနေနဲ့ဆိုရင်မုံအနေနဲ့ဆိုအမတို့ဒီဟာလေးပါတယ်ပေါ့နော်1 2 3 4 5 6 9 8ခုနော်8ခုပါတယ်ဒါကကုံချမ်းမတူနော်ဒါမို့ဒါကကုံချမ်းအဲ့တော့အခုအမတို့ကဒီလိုမျိုးလေးပါတယ်ဟုတ်ပြီနော်ဒီလိုမျိုးလေးပါတယ်ဆိုတော့အမတို့ကဒီမှာနှစ်ထပ်ဖြစ်တဲ့အတွက်ပိတ်ကလေးက2ခုကုန်မယ်အဲ့တော့ဒီမှာမှ4000လေးပေါ့နော်4000လေးကိုတစ်ပတ်လေပြောမယ်ဆိုရင်တလက်မပေါ့နော်တလက်မတစ်ခွဲလောက်ပေါ့နော်ဒါတောင်ပို့မှာနည်းနည်းလေးပို့ဖြတ်ထားတာအဲ့ဒါလေးကိုမှကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဒါလေးကို၄ခေါက်ချိုးလိုက်မယ်၄ခေါက်ချိုးပြီးတော့မှအပေါက်ကလေးတတိလေးဖောက်လိုက်မယ်ရရင်ကြီးဖောက်เสียမလို့နော်ဒီလောက်တတိလောက်ဆိုပြပြီအဲ့ဒါလေးကိုမှတော့ဘယ်မှာစပြီးတော့ထည့်မှာလဲဆိုတော့အခုအမတို့ဒီအတန်လေးပါတဲ့ဟာလေးကိုယူလိုက်မယ်ဟုတ်ပြီနော်ဒီအတန်လေးပါတဲ့ဟာကိုယူမယ်ပြီးတော့မှတို့ဒီခွင်းအဲ့မှာတချို့မိုးတွေကကြောက်ဒီခွင်းနဲ့ဒီအတန်နဲ့အတွဲရက်ကလေးလာတာရှိနော်အခုမှဟာတော့တက်စီဒီမှာဒီလိုအတွဲလေးအဲ့ဒါလေးပြီးတော့မှတို့ဒီမှာနော်ဒီလိုအလုံးလိုက်ဟာလေးအဲ့ဒါလေးကိုမှကဒီလိုလေးလာထပ်လိုက်မယ်ပြီးတော့မှတို့ဒီမှာနော်ဒီခွင်းလေးအဲ့ဒါလေးကိုလာပြီးတော့ဒီမှာတွေ့လားအပေါက်ကလေးပါတဲ့ဟာလေးကိုမှတို့ဒီတန်ခွင်းလေးတွေကိုလာထည့်လိုက်မယ်လာထည့်ပြီးတော့ရင်သူ့ရဲ့ဒီမှာကျဲသီးလုံးမဲ့မိုးဒီအလုံးလေးပါတယ်နော်အဲ့ဒါလေးကိုမှဒီမှာလာထည့်လိုက်မယ်လာထည့်ပြီးတော့မှတို့ဒီဟာလေးပဲလိုမှာနော်ဒီဟာလေးပဲလိုမှာဒီဘက်မှာအဲ့ဒါလေးမလုပ်ခင်မှာပိတ်စလေးကိုလာထည့်လိုက်မယ်ပိတ်စလေးကိုဒီထဲကိုလာပြီးတော့နော်ဒီလိုလေးဖိချလိုက်အဲ့ချိန်မှာမတို့ဒါလေးကိုတောင်းဒါလေးကိုတောင်းဖို့လိုတယ်အဲ့တော့ဒီနေရာမှာအမတို့ပိတ်ကအရန်ပုံနေပြီနော်ပိတ်ပုံနေအမတို့ဒါလောက်ကတာအဆင်မပြေဘူးအဲ့တော့တေးသွားရင်လည်းမတို့ဒီမှာထည့်ရတာအဆင်မပြေဘူးပေါ့နော်အဲ့တော့မှဒါလေးကိုတစ်ချက်ဖိချလိုက်မယ်အားနဲ့ဖိရင်အဲ့လိုဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ပြီးရင်မှဒီအနားသက်ကလေးတွေပေါ့နော်မှဒီဟာလေးနဲ့လိုက်သိမ်းလိုက်တယ်အဲ့လေးတွေကမသိမ်းလို့မရအောင်နော်ပြီးတော့မှတို့ဒီကွင်းပေါ်မှာမတို့ဘာမှမကြမ်းနဲ့ကြံရင်မတို့အဲ့နှစ်ထပ်မဖြစ်တော့လေးလိုက်သိမ်းလိုက်တယ်အဲ့တော့ပြီးသွားရင်မှကဒီမှာဒီ discipline လေးယူမယ်အဲ့တော့ discipline လေးမှာတော့ဒီမှာသူဒီကြာဖူးလေးလိုမျိုးပေါ့နော်ဒီဘက်မှာအပေါက်လေးနဲ့ဒီဘက်ကဒီလိုအလုံးလေးနော်မြင်ရလားဒီလိုအလုံးလေးဟုတ်ပြီနော်ဒီမှာနော်ဒီလိုအလုံးလေးရဲ့ဒီအပေါက်ကလေးအဲ့ဒီအပေါက်ကလေးကိုတို့ကဒီအောက်ထဲကိုထည့်လိုက်โอเคနော်အဲ့ဒါကိုတို့ကဒီမှာဒီကွင်းလေးနော်ဒီအဖုံးလေးရှိအဲ့ဒီဖုံးလေးကိုတို့ဒီမှာလာဖုံးပြီးတော့ဒါလေးကတေးသေးလေးပဲလိုတာအဲ့လိုလေးဟုတ်ပြီနော်ဒီမှာတေးသေးချာလေးထည့်ပြီးတော့ဒီဖုံးလေးကိုတည်ရထည့်အဲ့လိုလေးရပြီရင်တို့ခုနဒါလေးကိုဖြုတ်လိုက်ဒီအောက်ကခွက်အတန်လေးဒါလေးကိုခြံထားခဲ့ပြီးတော့ဒီလိုမှောက်ချလိုက်ပြီးတော့တို့နော်ဒီမှာတွေ့လားနော်ဒီမှာကြည့်ဒီဟာလေးကိုခဏထုတ်လိုက်မယ်ထုတ်လိုက်ပြီးတော့ဒီမှာကြည့်ဒီအောက်မှာတို့ထွက်လာတဲ့ဒီအတန်လေးရှိတယ်အဲ့ဒီအတန်လေးနဲ့ဒီအောက်ကတို့ဒီအတန်လေးနဲ့ကွက်တိနော်နှစ်ချက်သုံးချက်လောက်တို့ဒီလိုမျိုးတို့အားနဲ့ရိုက်ချလိုက်နော်ရိုက်ချပြီးတော့ရင်ဒီမှာကြည့်ပြပေးမယ်နော်ဒီမှာသူ့ရဲ့မိုးလေးကတို့ဒီလိုလေးဖြစ်နေမှာဟုတ်ပြီနော်အဲ့တော့အကူတို့ဒီဟာလေးကိုရိုက်ကြည့်ပါမများလေးရိုက်ကြည့်ပေါ့နော်ဒီလိုမျိုးလေးတွေအဲ့တော့အကူတို့ကိုသုံးချင်တဲ့ site လေးကိုတို့ရိုက်ပြီးတော့သုံးလို့ရတယ်အဲ့ဆိုရင်ဒီတစ်ထပ်ဟာလေးကိုထပ်ပြပေးမယ်နော်